လိုက်တောင်းနေတဲ့မာကြီးကိုလည်းဆဲတယ်ဒီပဲမန္တလေးသားလည်းဒီပဲရန်ကုန်သားလည်းဒီပဲကချင်ကရကရင်ချင်းမွန်မမလေးပဲHတွေကိုလည်းဒီပဲမိတ်ဆွေတွေလည်းဒီပဲတိတ်မကြခင်ပြန်ဖွင့်တော့မဲ့ကြောင်းကြီးကိုလည်းဒီပဲဒီပဲဒီပဲလောကကြီးကိုလည်းဒီနေရာကဆဲလိုက်ပါတယ်လီပဲလီပဲရိုးရိုးသားသားဖို့တော့ခေါင်းကိုပြန်ဆဲကြပါနဲ့လီပဲလီပဲခုကြည့်နေတဲ့ကောင်ကိုလည်းလီပဲချင်လေကုံလုံးထိခိုက်စေခြင်းနဲ့စိတ်နဲ့ရေးပြီးတော့စိုးထားပြီးတော့ကုံလုံးထိခိုက်ရင်ပိုကောင်းတယ်